ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုမဒီ channel လေးကိုစပြီးတော့ထောင်တာမို့လို့ဆိုတော့ Facebook မှာဆိုရင်တော့တော်တော်များသိပါတယ်ဆရာဆိုရင်ဒါ YouTube မှာကျတော့စိတ်နေတယ်လေတော်ရုံကမသိကြဘူးကျွန်တော်လည်းအခုမှ channel စဖွင့်တာဆိုတော့ကဲစကားလည်းမရှိတော့เนาะကျွန်တော်အခုက12ရက်နေ့တော့ပြောပြီးမှဖြစ်တယ်ဒါပေမဲ့12ရက်နေ့ကဟာမပြောခင်ချက်၄ချက်နဲ့ပြောပြမယ်အဲ့၄ချက်ထဲမှာ3ချက်ကကိုယ်နဲ့ညီးနေတယ်ဆိုရင်အဲ့ဒါသတိထားပါအနေရရှိပါတယ်နံပါတ်1ကဘာလဲဆိုတော့ဒီငွေပုံငွေရှာမရှိတဲ့သူတွေအဲ့လိုငွေပုံငွေရှာမရှိတဲ့သူတွေကလောင်းကစားကိုမဆန်းတင်ပါဘူးစော့လည်းမစော့တင်ပါဘူးနံပါတ်2သူတို့ကအချိန်တိုင်းစော့ကျင်နေတဲ့သူတွေဖြစ်တယ်ဘာဖြစ်လို့အချိန်တိုင်းစော့ကျင်တာလဲဆိုတော့နံပါတ်2မှာရှိကြတဲ့လူတော်တော်များများပတ်စံရှိကြတဲ့လူတွေဖြစ်တယ်အဲ့ဒါကြောင့်မလဲအချိန်တိုင်းစော့ကျင်တာ哦ဒီဘလောက်ပဲကိုကပတ်စံရှိရှိကို့မှာ limit မရှိဘူးဆိုလို့ရှိရင်တေးကြတာကတစ်ချိန်ကြာရင်ကုန်မှာပါပဲအဲ့တော့အထူးသတိထားပါနံပါတ်3အဲ့ဒါကဘာလဲဆိုတော့ဆရာတွေပေးသမျှအကုန်လုံး line မစော့ပါနဲ့အဲ့ဒါဘာကိုပြောရလဲဆိုတော့တော်တော်များရှိတယ်ဟိုဆရာကပေးတယ်ဟာအဲ့ဒါလေးဟိုဆရာကဒီဟာလေးထိုးလိုက်ဆိုလို့ရှိရင်ဟာအဲ့ဒါလေးတော့ထိုးလိုက်ပြီနောက်ဆရာတယောက်ကဒါလေးပေးရဆိုဟာဒါလေးတော့ထည့်လိုက်ပြန်ပြီအဲ့လိုမစော့ပါနဲ့အဲ့ဒါဆိုလို့ရှိရင်မွေးဟောပါလိမ့်မယ်ဟိုဆရာတိုင်းကအမြဲတမ်းမှန်တယ်ဆိုတာမရှိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က site ကနေပြီးတော့ site ကပြောတဲ့ဟာကိုယူရတာဖြစ်တဲ့အတွက်အမြဲတမ်းမတူမှမမှန်ပါဘူးဒီအပိုင်ဆိုပြီးခေါ်တဲ့လူတွေကတရားခိုင်နှုံးဆိုပြီးခေါ်တဲ့လူတွေအဲ့ဒါလူလိန်နေတခါတည်းပြပြတာနော်အဲ့ဒါလူလိန်နေပါတောင်းကစားမှာအပိုင်ဆိုတာမရှိပါဘူးအဲ့ဒါမှတ်ထားပါပြီးတော့နံပါတ်4ဘယ်လိုစော့တင်လဲဘယ်လိုစော့တင်လဲဆိုတော့ကိုယ့်အတွက် safe ဖြစ်တာကိုစော့ပါဟိုကျွန်တော်ပြမယ်လောင်းကစားရဲ့သူ့ရဲ့မူကကနန်းနဲ့လေပေါ်ပိုး chance နဲ့လေနော်အဲ့တော့ကနန်းကိုအရင်လည်းမများစေနဲ့အတော်အသင့်လောက်ကိုပဲစော့ပါဘာလို့အဲ့လိုပြောတာလဲဆိုတော့ကနန်းများလို့ရှိရင်တော့ကိုယ့်တက်ပို့ပြီး safe ဖြစ်တယ်ဒါပေမဲ့ရှုံးတဲ့အခါကိုထင်တယ်လို့မဖြစ်လာတဲ့အခါမှာပို့ပြီးတော့ဆုံးရှုံးမှုများတတ်ပါတယ်ကဲပြောပြတင်စလောက်လဲပြောပြပြီးပြီဆိုတော့ကျွန်တော်တို့ဒီတည်လောက်တည်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကဏ္ဍလေးတွေစပြီးတော့ပြပါမယ်ကျွန်တော်ကတော့အခု12ရက်နေ့တရက်စာကို16ပတ်တိဆိုပြီးထုတ်ပေးရတယ်နော်ဒါတရက်စာနော်12ရက်နေ့တရက်စာ16ပတ်တိရှိတယ်ပြီးတော့တရက်စာမှာတရက်စာထိုးခွက်ကိုကြတော့ကျွန်တော်က18 14 19 1နဲ့19 13 15ဆိုပြီးတော့ဒီ1နဲ့ပတ်သက်တဲ့ဟာထုတ်ပေးရတယ်နော်ဒီ6နဲ့ပတ်သက်တာကြတော့68 63 69 69 64 6နဲ့65ဆိုပြီးကျွန်တော်ထုတ်ပေးရတယ်ဒီ12ရက်နေ့ကနေပြီးတော့73ရက်နေ့ထိကတော့ဒီအထူးမွေးပေါ့နော်အထူးမွေးလေးလုံးခွေဆိုပြီးထုတ်ပေးရတယ်အဲ့ဒါကဘာလဲဆိုတော့3.9နဲ့ခွေပူအဲ့ဒီဟာကိုဒီ12ရက်နေ့ကနေ73ရက်နေ့အထိလိုက်ကြမယ်နော်စော့ကျင်တဲ့လူတွေကတော့စော့ပေါ့ပြီးတော့နောက်တစ်ခုက12ရက်နေ့ကနေပြီးတော့73ရက်နေ့ထိရောအထူးမွေးဆိုပြီးတော့ကျွန်တော်က6ခွက်ထပ်ထုတ်ပေးတာတယ်အဲ့6ခွက်ကဘာလဲဆိုတော့ဒါဟိုအပေါ်ဟိုဟာနဲ့မတူဘူးเนาะဒါတရက်စာနဲ့မတူဘူးเนาะသွားပြီးမရောပါနဲ့ဒါ12ရက်နေ့ကနေ73ရက်နေ့ထိဟိုလိုက်ရမယ်6ခွက်ပါလိုက်ရှင်တော့လိုက်ပေါ့เนาะ36 9 96 69 66 56 9 8 60ဆိုပြီးကျွန်တော်ကအဲ့ဟို6ခွက်ကိုထုတ်ပေးတာပါတယ်ဒါအခုလက်ရှိအင်္ဂါပေါ့เนาะအင်္ဂါမကျော်ဇာတို့ပတ်တည်ရတော့ကျွန်တော်တက်ကိုထုတ်ပေးတာပါတယ်အကြိုက်တူရင်တော့ဆော့ပါကျွန်တော်ကတော့တင်းမဆော့ခိုင်းပါဘူးဘာလို့ဆိုလောင်းကစားအာမခံချက်မရှိတာမို့လို့3လေးနဲ့တော့ဆော့ပါကဲကဏ္ဍလေးလည်းကြည့်ပြီးသွားပြီဆိုတော့တူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်က channel ထဲမှာနေ့စဉ်တင်ပေးမှာဖြစ်တယ်เนาะအဲ့တော့လက်ရှိကတော့ကျွန်တော်က live လွှင့်မရသေးဘူးဆိုတော့ video လေးနဲ့လုပ်ပေးမှာပေါ့เนาะ live လွှင့်ရတဲ့အခါကြာလို့ရှိရင်လည်း live လွှင့်ပြီးတော့ပြောပေးပါမယ်အဲ့တော့စက်ကြည့်ချင်တဲ့လူတွေက channel လေးကို subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အားလုံးပဲအသက်ရှူတိုင်းကိုဝင်ကြပါစေအားလုံးပဲတက်တာပါ